Hello ဟုတ်ကဲ့အမရေနေကောင်းလားကျွန်တော်ခမောင်စိုးပါခင်ဗျ Okay နေကောင်းပါလေနေပြီးတော့မှနေရထိုင်ရတာအဆင်ပြေလားအမရေရန်ကုန်နဲ့ဘာကွာတယ်လဲခင်ဗျရန်ကုန်နဲ့တော့အများကြီးကွာပါတယ်ဒါပေမဲ့အဆင်တော့ပြေပါတယ်ဒီလိုပဲပေါ့နော်အလုပ်ဆိုတော့လည်းအဆင်ပြေအောင်နေရတော့အဲ့တော့ဒီလွတ်တော်ကဒီအပိုင်းအတွေ့အကြုံလေးတွေကျွန်တော်နည်းနည်းပြောပါလားမလွတ်တော်ကဒီပိုင်းတွေ့ကြုံလေးတွေကိုခမောင်စိုးတို့တနေ့နေ့မှာတွေ့နေရတာပဲဟာဘာမှထူးထူးခြားခြားပြောစရာမရှိပါဘူးအခုဆိုရင်အလုပ်တင်လို့ပဲကိုသတ်မှတ်ထားတာပေါ့နော်ရောက်ချာလည်းသိမကြသေးဘူးဆိုတော့အဲ့တော့ပြီးခဲ့တဲ့29ရက်နေ့ကတိုင်းရင်းသားတွေရဲ့အခွင့်အရေးအတွက်ဥပဒေတွေကိုပြုပြင်ပြဋ္ဌာန်းဖို့လိုတယ်လို့အမပြောခဲ့ပါတယ်ခင်ဗျဘယ်လိုအချက်တွေကိုအဓိကထားပြီးပြုပြင်ပြဋ္ဌာန်းသင့်တယ်ဆိုတာဥပမာနည်းနည်းလောက်ကျွန်တော်ပြောနိုင်မလားခင်ဗျပြောမယ်ဆိုရင်တော့အများကြီးပေါ့နော်ဒါလူမှုရေးဘက်ကလည်းရှိတယ်နိုင်ငံရေးဘက်ကလည်းရှိတယ်ပေါ့ကျမတို့ရဲ့ပြည်နယ်တွေကဆိုရင်တိုးတက်တဲ့ကောင်မတိုးတက်ဘူးအဲတိုးတက်တဲ့ကောင်မတိုးတက်တာဒီစီးပွားရေးကိစ္စတွေလည်းပါတယ်လူမှုရေးကိစ္စတွေလည်းပါတယ်နိုင်ငံရေးကိစ္စတွေလည်းပါတယ်တကယ်စပြီးပြုပြင်ရမယ်ဆိုလို့ရှိရင်တော့တိုင်းရင်းသားတွေရဲ့ရည်မှန်းချက်တွေတိုင်းရင်းသားတွေရဲ့မျှော်မှန်းချက်တွေကိုနားလည်မှုပေါ်မှာအခြေခံပြီးတော့ဓာတ်တူညီမျှရေးဆိုတဲ့ပင်လုံမူကနေစပြီးတော့ဦးတည်ရမယ်လို့မတော်အဲ့လိုပဲမြင်ပါတယ်ဟုတ်ကဲ့တက္ကသိုလ်ပညာရေးဥပဒေမူကြမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကတက္ကသိုလ်တွေကိုနိုင်ငံတကာအဆင့်အတန်းမှီစေခြင်းနဲ့ဆိုရင်လွတ်လပ်ခွင့်ပေးရမယ်ပညာရေးဝန်ကြီးဌာနရဲ့ကြိုးကင်ချဲလဲမှုကနေကင်းလို့ရမယ်ဆိုပြီးအမပြောခဲ့တယ်လို့ကျွန်တော်သဘောပေါက်ပါတယ်ခင်ဗျဒါကနည်းနည်းလောက်ပို့ပြီးရှင်းပြပါလားမကြိုးကင်ချဲလဲမှုလို့တော့မပြောလို့ပါဘူးဒါပေမဲ့ဒီမလိုအပ်ဖဲနဲ့သိပြီးတော့ဒီပေါ်ကနေပြီးတော့ပညာရေးဝန်ကြီးဌာနကနေပြီးတော့ချုပ်ချယ်ထားတာတွေအဲ့ဒါတွေကတော့ရှော့ပေးရမယ်ဒီလိုပဲမတို့မြင်တယ်ဒါမှပဲလွတ်လပ်တဲ့တက္ကသိုလ်ပညာရေးကပေါ်ပေါက်လာမှာလွတ်လပ်တဲ့တက္ကသိုလ်ပညာရေးပေါ်ပေါက်မှာလဲနိုင်ငံတကာနဲ့အဆင့်အတန်းမှီအတွေးအခေါ်တွေပေါ်ပေါက်လာရေးအတွက်ဒီတက္ကသိုလ်တွေကလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်အမအဲ့တော့မြန်မာတက္ကသိုလ်နေနဲ့နိုင်ငံတကာတက္ကသိုလ်တွေကြားမှာပေါ့လေဆက်သွယ်မှုအမထည့်ပြောတယ်လို့ကျွန်တော်သဘောပေါက်ပါတယ်အဲ့ဒါဘယ်လိုဟာမျိုးကိုပြောတာလဲခင်ဗျပညာသင်ကိစ္စတွေလားမဟုတ်ပါဘူးဒါကပြောတာမဟုတ်ပါဘူးဝင်းကြီးကပြောတာပါဒီဝင်းကြီးကနေပြောရှင်းပြတာဘယ်တက္ကသိုလ်ကဆိုရင်ဘယ်တက္ကသိုလ်နဲ့ဆက်သွယ်ထားတယ်ဘယ်တက္ကသိုလ်နဲ့ဘယ်လိုတူပူးအောင်ဆောင်ရမယ်ဆိုပြီးတော့အဲဒီစရင်းကြီးကိုဖတ်ပြသွားတာပေါ့အဲ့တော့ထောက်ပြတာကျမတို့အဓိကအခုပြောနေတဲ့ကိစ္စဟာဒီနိုင်ငံတကာတက္ကသိုလ်တွေနဲ့ဆက်သွယ်မှုရှိမရှိကိုပြောနေတာမဟုတ်ဘူးဒီတက္ကသိုလ်ပညာရေးလွတ်လပ်ဖို့ဆိုလို့ရှိရင်ပညာရေးဝန်ကြီးဌာနရဲ့စီမံခန့်ခွဲအုပ်ချုပ်မှုအောက်ကနေပြီးတော့လွတ်ကင်းဖို့လိုတယ်ကျမတို့ကဒါကိုပြောနေတာပါဆိုပြီးတော့အဲ့ဒီဟာကိုတင်ပြတာပါဟုတ်ကဲ့ခင်ဗျာဘာဖြစ်ဆိုတော့တကယ်တော့မတို့ဆွေးနွေးနေတဲ့ဟာအဓိကတက္ကသိုလ်ပညာရေးလွတ်လပ်မှုပဲလေဝန်ကြီးကတင်ပြနေတာတော့ဘယ်တက္ကသိုလ်တွေနဲ့ဘယ်တက္ကသိုလ်တွေအဆက်အသွယ်ရှိနေဆိုတင်ပြနေတယ်ဆိုတော့ဒါလည်းတစ်ခုခုတော့လွဲနေတယ်လို့ဖြစ်လို့ပါဟုတ်ကဲ့ကောင်းပါခင်ဗျာအဲ့တော့အခုကျွန်တော်တို့ရှစ်လေးလုံးအရေးတော်ပုံနှစ်ပတ်လည်ကာလပြန်ရောက်လာတာပေါ့ခင်ဗျာအဲ့တော့အမကိုကျွန်တော်တို့အရင်ဆုံးစတင်သိရှိရတဲ့ရွှေတကုန်းအနောက်မုတ်တရားဟောဖို့တတိရတယ်မရဲ့အဲ့မှာအမစီးလုံးကြပါညီညွတ်ကြပါလို့ပြောခဲ့တယ်အဲ့တော့အမပြောတော့ကျွန်တော်အားလုံးကလည်းအားရဝန်တာထောက်ခံပြီးလက်ခုပ်တီးကြတာပေါ့ခင်ဗျာအခုအဲ့ဒါ24နှစ်ရှိပါပြီခင်ဗျာအမစကားကိုကျွန်တော်တို့ဘယ်လောက်နားထောင်လဲကျွန်တော်တို့မြန်မာတွေအခုဘယ်လောက်စီးလုံးညီညွတ်နေကြပြီလို့ထင်လဲအမစီးလုံးနဲ့ညီညွတ်မှုကတော့အမြဲပဲဆက်ပြီးတော့စ조사နေရအောင်မယ့်ကိစ္စပဲလုံလောက်တဲ့စီးလုံးမှုနဲ့လုံလောက်တဲ့ညီညွတ်မှုမရှိသေးဘူးလို့တော့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်သာကျမတို့အားလုံးပေါ့နော်လုံတင်တဲ့လောက်လိုအပ်တဲ့လောက်စီးလုံးညီညွတ်မယ်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒီမိုကရေစီအမြင့်ကလည်းအင်တာမခိုင်မာနေမှာဖြစ်တယ်နောက်ပြီးတော့ပြည်တွင်းညီညာရေးဆိုတာလည်းကျမတို့လက်ဆုပ်လက်ကန်ရနိုင်မယ့်ကိစ္စဖြစ်တယ်။စီကံရှိဖို့ကိစ္စတွေစီးလုံးညီညွတ်ဖို့ကိစ္စတွေဘက်မှာလိုနေသေးလို့ပန်းတိုင်တွေကိုပြေပြေဝဝမရရှိနိုင်သေးတာလို့ပဲဒီလိုပဲပတ်မှန်အောင်ပါပဲ1988အရေးတော်ပုံပြန်ကြည့်တဲ့အခါမှာအမဘယ်လိုသုံးသပ်ပါလဲခင်ဗျာအင်တာမသမိုင်းမှာအရေးပါမဲ့အဖြစ်အပျက်ကြီးတစ်ခုပဲလို့ဒီလိုပဲဟောသုံးသပ်ပါတယ်။အများကြီးလူပဲဒီလိုပဲမြင်ပါတယ်။ဟုတ်ကဲ့ခင်ဗျာအဲ့တော့အမကျွန်တော်ကြော့ပြီးမေးခွန်းလေးတစ်ခုမေးပြစီအမရ။ဟိုတုန်းကအမသိပ်ပြီးစိတ်တူတယ်လို့ကျွန်တော်ထင်တယ်ခင်ဗျာ။အခုကြတော့တကအရင်ကလို့မဟုတ်ဘူးအမသိပ်ပြီးစိတ်ရှည်တယ်လို့ကျွန်တော်ထင်တယ်။အဲ့ဒါကျွန်တော်မှားလားမ။မရှိပါဘူး။အခုလည်းစိတ်တူတာပဲ။အရင်တုန်းကလည်းစိတ်ရှည်တာပဲ။ဒါအရင်တုန်းကစိတ်ရှည်တဲ့အခါမှာစိတ်ရှည်တယ်စိတ်တူတဲ့အခါမှာစိတ်တူတယ်အခုလည်းဒီလိုပါပဲ။ဟုတ်ကဲ့။တစ်ချိန်လုံးစိတ်တူနေလို့လည်းပဲဖြစ်မလဲ။ဒါပြီးတော့စိတ်မရှည်တဲ့နေရာတွေမှာစိတ်ရှည်နေလို့လည်းအကျိုးမဖြစ်ဘူးလို့မှထင်တယ်။ကျွန်တော်ဆရာတယောက်ကပြောဦးတယ်မှာခင်ဗျားပြက်ပြက်သားသားရှိဖို့လိုတယ်ဗျာလေ။အတိုင်းမလဲပြောပြောင်ပြောင်လည်းဖြစ်ရမယ်။ကျွန်တော်အဲ့ဒီအချက်နဲ့ချက်ကိုသဘောကျပါတယ်။ဒါပေမဲ့လက်တွေ့တွဲကြည့်ရတာတိတ်အဆင်မပြေဘူးခင်ဗျာ။အမကျွန်တော်အကြံဉာဏ်များတစ်ခုလောက်ပေးနိုင်မှာပ
ဘာဖြစ်လို့အရှင်မပြေရမှာလဲပျော့ပြောင်းနေဆိုတာပျော့ညံ့တာမဟုတ်ဘူးနော်ပျော့ပြောင်းနေဆိုတာပြောင်းနေတဲ့နေရာမှာပြောင်းရမယ်ကိုယ့်ကိုယ်လည်းပြန်ပြီးတော့သုံးသပ်ရမယ်ကိုယ့်ဘက်ကကြီးပဲကိုကြည့်လို့မရဘူးဟိုဘက်ကအမြင်နေရမှာမှန်နေမလားသူတို့ဘက်ကလည်းကြည့်ရမှာပေါ့ဟိုဘက်ကမြင်တယ်လို့လည်းကိုကမြင်ကြည့်နိုင်တယ်ပျော့ပြောင်းတာအဲ့ဒါနဲ့ဆိုင်နေဒါပေမဲ့ပြတ်သားတဲ့နေရာမှာပြတ်သားလို့လေဥပမာဆိုတော့ကိုယ့်ဘက်ကမှားတယ်ဆိုရင်ပြတ်သားပဲအမှားကိုဝင်ခံလိုက်ဒါပေမဲ့တိတိကျကျဟိုဘက်ဒီဘက်လေးလာပြီးမှဟိုဘက်ကလှုပ်ချင်တဲ့ဟာလက်တွေ့မကျဘူးဒါမှမဟုတ်မသိတော့ဘူးအကျိုးရှိမယ်မထင်ဘူးဆိုလို့ရှိရင်ဒါတော့ပြတ်သားတော့ရက်တည်ရမှာပေါ့ပြတ်သားရက်တည်ရဆိုလို့ဟိုဘက်ကသိပြီးတော့စိတ်ချိကြိုက်တော့နာကြီးရတော့အောင်ပြောရမယ်လုပ်ရမယ်လို့ပြောလို့ရမှာမဟုတ်ပါဘူးဒါပေမဲ့ပြတ်သားရမှာဟုတ်ကဲ့အဲ့တော့ဒီလပြည့်နေ့အမဥပုသ်ဆောင်ပြလာမှာဆောင်ပြမှာမဟုတ်ပါဘူးမနေ့ကစပြီးတော့ပထမစောစီစီမှာMr. Quintana နဲ့တွေ့ကြရှိပါတယ်တခြားအလုပ်တွေလည်းရှိပါတယ်ဟုတ်ကဲ့ခင်ဗျအခုဝါကောင်လာပြည့်နဲ့ကြုံကြိုက်တိုက်ဆိုင်နေတော့ဘာသာရေးနဲ့ပတ်သက်တဲ့သိကျင်တာလေးတခုမေးပြစီမှာဟိုတုန်းကကျွန်တော်အတိတယောက်အိမ်မှာဖျားစင်ကြီးအကြီးပဲမှပေ20လောက်ကိုရှိတာနေ့စဉ်နေ့တိုင်းဈေးသွားပြီးဝယ်လိုက်ရတဲ့ဖျားပန်းဖို့ကလည်းသူ့အိမ်ကအိမ်ပေါ်အမျိုးသမီးတယောက်ပေးထားတဲ့လစာရဲ့အစား20လောက်တောင်မကောက်ခင်ဗျအဲ့ဒီလူကသူ့အိမ်မှာနေပတိကိုလက်ကမချအောင်မှာဒါမဲ့အိမ်ပေါ်တွေကိုနှိမ့်ဆက်ပါရိုက်တာမျိုးထမင်းကျွေးရင်စားကြံတော်တော်ဆိုးတဲ့အစားတောက်ကျွေးတာမျိုးပြီးတော့သူ့ကားမောင်းတဲ့သူကိုကြမ်းတမ်းဆဲဆိုတော့အဲ့ဒါတွေကခဏလုပ်တယ်ခင်ဗျဒါတော့ကျွန်တော်တည်ဘူးတဲ့လူတယောက်အကြောင်းပြောပြတာပါဗုဒ္ဓဘာသာဝင်မဟုတ်ဘဲနဲ့တခြားဘာသာကိုကိုးကွယ်တဲ့သူတွေထဲမှာလည်းဒီဖရာတရားအကြောင်းဘာသာရေးအကြောင်းတစ်ချိန်လုံးပြောပြီးတစ်ဖက်မှာကျတော့လူတွေကိုမတန်တဆအနိုင်ကျင့်ခေါင်းပုံဖြတ်ညှဉ်းပန်းအဲ့လိုလူတွေကျွန်တော်မြင်ရတတ်ပါတယ်အဲ့လူတွေကိုကျွန်တော်ဘယ်လိုနားလည်ရမလဲအမအဲ့ဒါတော့သိအမြင်ချင်းတယ်လို့ပဲနားလည်ရမှာပဲတခြားဘာသာတွေနဲ့ပတ်သက်လို့တော့မပြောချင်ပါဘူးဆိုတော့ကျွန်မကတခြားဘာသာတွေအတွက်ကိုးကွယ်တဲ့ဘာသာအကြောင်းပဲကိုသိတာပါနော်ဥပမာဆိုလို့ရှိရင်ကုန်းကကိုခမောင်ဆိုပြောတဲ့သူကဆိုရင်ဗုဒ္ဓဘာသာဝင်ပဲပေါ့ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီးတော့ဗုဒ္ဓဘာသာရဲ့အခြေခံသဘောတရားတွေကိုနားမလည်လို့သူဒီလိုဖျားရှင်ကြီးကိုတော့တခါတည်းတကယ်ပဲကိုးကွယ်လို့ပဲလားလူများတွေကိုအထင်ကြီးစေခြင်းလို့လားတော့မသိဘူးပေါ့နော်ဒီလိုလှုပ်ထားပြီးတော့ကိုယ်နဲ့အနည်းဆက်ဆုံးကိုကနေပြီးတော့ဘယုနာထားမယ်သူတွေအပေါ်တော့ရက်ဆက်တယ်နားလည်မှုမပေးဘူးအကျဉ်းသားမရှိဘူးမေတ္တာတရားမရှိဘူးဆိုတော့သူဗုဒ္ဓဘာသာရဲ့အခြေခံသဘောထားတွေကိုနားမလည်ဘူးလို့ပဲငါတော့တတ်မှာပါပဲဒီအတိုင်းပဲပေါ့နော်တခြားဘာသာတွေမှာလည်းမေတ္တာထားဖို့ဘယုနာထားဖို့သူတစ်ပါးပေါ်မှာကျင့်တာဖို့ဒီလိုသင်ကြတာကြီးပဲသင်ကြတာပြင်မဲ့ကိုနားလည်ကျင်တာကိုပဲလူတွေကနားလည်ကြတာပါပဲကျွန်တော်တို့ဗုဒ္ဓဘာသာတွေကြောင့်အနိစ္စဒုက္ခအနတ္တဆိုတဲ့အခြေခံသဘောတရားတွေကိုနှလုံးမသွင်းကြတာအများကြီးပဲဟာဟုတ်ကဲ့ခင်ဗျတစ်ဖက်မှာကျတော့မှဉာဏ်ပညာအင်တန်ထက်မြက်ကြော်ကြားတဲ့ပုဂ္ဂိုလ်တွေလောကအကျိုးဆောင်နာမည်ကြီးပုဂ္ဂိုလ်တွေထဲမှာတချို့ဟာဘယ်ဘာသာရေးအယူအဆမှာကိုးကွယ်စိတ်ကပ်ခြင်းမရှိဘူးလို့လည်းကျွန်တော်ကြားဥပါတယ်ခင်ဗျအဲ့ဒီလိုဘယ်ဘာသာမှမကိုးကွယ်တာကြတော့ကောင်းပါမလားခင်ဗျဘာသာဆိုတာကိုးကွယ်ဖို့လားရှင်းကြဖို့လားဆိုရင်အဲ့ဒါကိုခေါင်းဆိုစဉ်းစားရမယ်မအနေနဲ့တော့တကယ်ဘာသာရေးကိုင်းဆိုင်နေဆိုတာလေ့ကျင့်တာပဲအဲ့ဒီဘာသာရဲ့သွန်သင်ဆုံးမမှုအရာကိုဘဝကိုကြောင်းသွားတာပဲအဲ့ဒီလိုမလုပ်ဖ ೇನೆ ခုနပြောသလိုပေါ့စိတ်ပရိကိုတနေ့လုံးစိတ်နောက်ပြီးတော့ဒီစိတ်ပြီးစိတ်ရဲ့လက်နဲ့ပဲတခြားလူတွေကိုရိုက်လားပုတ်လားအနာကျင်အောင်လုပ်ဆိုတော့အဲ့ဒါတကယ်ပဲဘာသာရေးလေ့ကျင့်နေရလားဆိုပြီးမေးချင်ဖြစ်တာပေါ့တော့ဘာသာရေးဆိုတာကိုယ်ခွဲတာသိချင်ရမယ့်ကိစ္စလို့မြင်ပါတယ်အဲ့တော့ဗုဒ္ဓဘာသာပိသခြင်းဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ညီအောင်နေရမယ်တော့ကုန်းကကိုခမောင်ဆိုပြောသလိုပေါ့နော်ဒီဘာသာမှမကိုးပဲပါဘူးဆိုရင်လည်းအများကောင်းမှုတွေကောင်းကျိုးတွေလုပ်တယ်ဆိုတော့ဒီလူတွေကဘယ်လိုလုပ်တယ်ပေါ့ဒီလူတွေကဟာငါးပါးသီလစောင့်စည်းတဲ့လူတွေဖြစ်နိုင်တယ်လားဒါမှမဟုတ်သူတို့ခရိယန်ဘာသာအရာဆိုလို့ရှိရင်ခရိယန်ဘာသာရဲ့ပြည့်ညတ်တွေကိုသူတို့စောင့်စည်းတဲ့လူတွေဖြစ်နိုင်တယ်သူတို့ကိုသူတို့ခရိယန်လို့မခေါ်တော့ညာလဲဗုဒ္ဓဘာသာလို့မခေါ်တော့ညာလဲဘာသာဝင်ရဲ့လို့မှမတတ်မှတ်တော့ညာလဲသူတို့ရဲ့ကျင့်ကြံမှုနေမှုထိုင်မှုဟာဒီဘာသာရေးတုံ့ပြန်ဆုံးမမှုတွေနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်မတို့ကသူတို့ဘာများဝေဖန်စရာရှိလဲကိုပြန်ကြည့်ရမှာပေါ့ကိုကအနေထိုင်အပြောဆိုအမှုအကျင့်တွေကသူတို့လောက်တော့မှမြင့်ရလားသူတို့လောက်တော့မှသန့်စင်ရလားအဲ့ဒါကိုကြည့်ရမှာပေါ့ဟုတ်ကဲ့ကောင်းပါခင်ဗျာဒါပဲတော့မှကျမ်းပိုက်ယူဆိုင်ပါဟုတ်ကဲ့မြစ်တာပို့လိုက်ပါတယ်